နှစ်ပေါင်းများစွာကြာခဲ့ပြီဖြစ်တဲ့တိုင်းလောကမှာခွန်အားနဲ့မာနတို့ဟာဒွန်တွဲနေခဲ့တယ်။ထိုခေတ်ကာလမှာမာနာကြီးတဲ့တိုင်းသမားတဦးပေါ်ထွန်းလာခဲ့တယ်။သူကတော့တန်းနိုင်ပါ။တန်းနိုင်ဟာသူ့ရဲ့ဓာပညာနဲ့ဘသူကိုမဆိုအနိုင်ယူနိုင်တယ်လို့ယုံကြည်ထားသူဖြစ်ပါတယ်။သူ့ရဲ့လေ့ကျင့်ခန်းတွေကပြင်းထန်ပြီးကြမ်းတမ်းတယ်။အားနည်းသူတွေကိုသူဘယ်တော့မှမလေးစားခဲ့ဘူး။ဒါပေမဲ့တနေ့မှာတော့လူဆိုးကိုင်းတစ်ခုဟာအပြစ်မဲ့တဲ့ရွာသားတွေကိုဒုက္ခပေးလာခဲ့ပါတယ်။တန်းနိုင်ဟာဒီသတင်းကိုကြားပေမဲ့ကူညီဖို့ထက်သူ့ရဲ့ဓာပညာကိုပဲအာရုံစိုက်နေခဲ့တယ်။အားနည်းသူတွေဟာကိုအားကိုရမယ်ဆိုတာသူ့ရဲ့တကူကောင်းဆန်တဲ့ခံယူချက်ပဲ။ဒါပေမဲ့ရွာသူရွာသားတွေရဲ့တောင်းပန်တိုးရှိုးတန်တွေကသူ့ရဲ့မာနတန်တိုင်းကိုစတင်ဖြိုခွင်းလိုက်တယ်။နောက်ဆုံးမှာတော့တန်းနိုင်ဟာသူ့ရဲ့ဓားကိုဆွဲပြီးလူဆိုးကိုင်းရှိရာစီကိုတအူးရဲထွက်ခွာခဲ့ပါပြီ။လူဆိုးကိုင်းစကန်ကိုရောက်တဲ့အခါလက်နက်ကင်ထားတဲ့လူအုပ်ကြီးကသူ့ကိုဝိုင်းထားကြတယ်။တန်းနိုင်ရဲ့ဓားဟာရေထဲမှာရှင်းမြန်စွာကပြရင်ရန်သူတွေကိုတယောက်ပြီးတယောက်ဖြိုခွင်းတယ်။သူ့ရဲ့ခွန်အားကအံ့မခန်းပဲ။ရန်သူတွေဟာတန်းနိုင်ရဲ့ဓားအရှိန်အောက်မှာဖရိုဖရဲဖြစ်ကုန်ကြတယ်။ဒါပေမဲ့ဂိုင်းချုပ်ကပုံရှိုးပြီးတန်းနိုင်ကိုနောက်ွယ်ကနေခိုးတိုက်ဖို့ကြံစည်ခဲ့တယ်။ရွာသားတွေရဲ့အန္တရာယ်ကိုစိုးရိမ်စိတ်ကတန်းနိုင်ကိုပုံမနိုးကြားသွားစေပြီးအချိန်မီတုတ်ပြန်နိုင်ခဲ့ပါတယ်။မာနာကြီးတဲ့တိုင်းသမားတန်းနိုင်ရဲ့မျက်နှာမှာအံ့အားသင့်မှုတွေနဲ့အတူတစ်ခုခုကိုနားလည်သွားခဲ့တယ်။တိုင်းပညာဆိုတာတက်ဖြတ်ဖို့တွေမဟုတ်ပဲအားနည်းသူကိုကာကွယ်ဖို့ဆိုတာသူသိလိုက်ရပြီ။အခုချိန်မှာတော့တန်းနိုင်ရဲ့ဓာချက်တွေထဲမှာဒေါသတွေအစားကရှုနာတွေပါဝင်လာခဲ့ပါတယ်။သူ့ရဲ့နောက်ဆုံးဓာချက်ဟာဂိုင်းကျုပ်ရဲ့လက်နက်ကိုအစိတ်စိတ်အမွှားမွှားဖြစ်သွားစေခဲ့တယ်။ရွာသားတွေဟာပျော်ရွှင်စွာနဲ့တန်းနိုင်ကိုဝိုင်းပြီးအားကိုးတကြီးနှုတ်ဆက်ကြပါတယ်။တန်းနိုင်ဟာအရင်ကမာနကြီးတဲ့သူမဟုတ်တော့ပဲလူတွေရဲ့သူရဲကောင်းဖြစ်လာခဲ့ပါပြီ။စစ်မှန်တဲ့တိုင်းသမားဆိုတာဓားသွားမှာတွေမဟုတ်ပဲနှလုံးသားမှာပါရှိရမယ်ဆိုတာသူတက်တည်ပြခဲ့တယ်။ဒါကတော့တိုင်းလောကရဲ့သူရဲကောင်းတန်းနိုင်ရဲ့ဂုံယူပွဲရာဇလန်းတစ်ပုဒ်ပဲဖြစ်ပါတယ်။အခုလိုနောက်ခံစကားပြောဇာတ်ကားလေးတွေကြည့်ဖို့မဆူရီကို follow လေးလုပ်ပေးတာပါနော်။